ကျမတို့အမေတို့စင်ကာပူရောက်တာ2ရက်မြောက်နေပါ2ရက် ဟုတ် မြောက် ကဲ့ရှောက်ဝင်နေလို့ ဟာလို့ဟာ YouTube ဗီဒီယိုတင်ပါဒါလည်းကျမတို့ဟိုတယ်မှာချင်းနေပါတော့သူများတွေပြောတဲ့အဲ့ဒါပါလေ hotel stay ပါ staycation နေတာပေါ့နော်ကျမကတော့ staycation နေသလိုမျိုးပေါ့ကျမအမေနဲ့ကျမညီမကတော့အလဲလာရတာပေါ့နော်အဲ့လိုပါပဲဒါလောလောဆယ်ကဒါလေးတောက်နေပါမယ် လောက်ပါဘူးတော့လေစေးတာပါနေတယ် ဒီလေဟာမျိုးဝင်နေဒီနိုင်ငံမှာလည်းအဲ့လို cross နဲ့စီးပြီးရောတဲ့ဗါတဲ့ချေးဝေးပြီးတော့နဲ့စီးလို့စကူနိုင်ငံကလူမယ်လို့ရှိရင် cross နဲ့စီးပြီးချေးဝေးလိမ့်မယ်ဆိုပြီးပါလေ အဲ့ဒါငဘိုးရဲ့အဲ့ဖက်ကအဲ့လိုရဲ့ဟုတ်လား ဘုရားတော်ဆောင်ယူခန်းနဲ့ပြန်သွားဆိုင်တော့ ဒီထဲလိုက် အော်မဟုတ်ဘူးလေပြီးရင်နင်တို့ဆိုစီစီအိတ်နေရမှာလေနေရတယ်သူထက်ပြီးတော့ဟွာထက်ပြီးလားရှင်းပြီးတော့လေ ရှင်းပါလေတက်လိတက်ခါရှင်းတော့ခါရမယ် အေးလေဒီနေ့ဖို့ထက်လာမရှင်းတော့ဘူးလေအဲ့ဒါဒီနေ့ညအိတ်ရတော့မှာလေ စိုးနေတာကြောင့်လေဒီဆိုင်ကြီးကြီးနေကလေးကိုဒီလေးဆန်းလို့ လွယ်ချင်းငါအိတ်ကိုလား အမောငါအေးလိုလေးပဲပြ နေအိတ်ကိုလွယ်ခဲ့လိုက်အဲ့ဟိုပစ္စည်းအဟွာလေးကောင်းကောင်းထက်အဲ့လိုပါမပေးမှရမယ်နေရဲ့ tablet ကိုထည့်အိုက်ကဟိုလိုရတဲ့စောက်ဆိုရင်ကုန်ထက်ခါလိုက်တယ်အိုးပူလိုက်တယ်ကျမညီမတော့အဲ့လိုပဲအဲ့လိုပင်းညံ့တယ်ပေါ့နော်ဟိုလေသူများလက်စုပ်ဝလို့ကိုယ့်ကိုလက်စုပ်ဝချင်တာဟာဘယ်နှစ်မှနေရအောင်မဝဲရဟိုကတော့မနေဘူးရှစ်တန်းနှစ်သမီးဆို73နှစ်သမီးလားရဲလိုက်မလို့ညီမတို့မနှစ်လက်စုပ်ဝတာမြင်ရတယ်ဆိုတော့ ဆိုရင်အိမ်ရောက်ပြီဆိုလို့ရှိရင်အဲ့ငကကိုဘာလုပ်ရမလဲနော်ဟိုကျ6လပြေသွားလို့ဆုံးသွားလိမ့်မယ် စတိတ်ကားလေးကိုပြေး ပြေ ဦး သွားရင်ဆောက်တာ စတိတ်ကားလို့လား ညဝဲမလား ကြိုက်တာလွယ်ကြိုက်တာလွယ် အဲဒီကလည်းနေဟာလို့ မဗျာ ကျန်နေရဘူးရချင်တယ် ညခွာပဲဘယ်လိုပြန်ရလို့ရမှာငါအိတ်ကိုစုပြော ဒီကမပါပါ အဲ့ဒါဒီလိုလေးချုပ်လိုက်ရင်ရတယ်ခင်းနေတာဘာဖြစ်ပြဲသွားလိမ့်မယ်မဟုတ်ပါတော့ ဒီပိတ်မှုလွယ်ပြီဘူး no ငါအိမ်ငါနင်းနေလာပြောတော့ဟိုဝရှင်းကမှလာလဲတာမတော်မရီရလာတော့ငါနေလိုချင်တာနဲ့ဟန်နေပြီးထားပြီလားစကားလုံးမရ အဝါရမှုကဥစဉ်အောင်အဲဒီကနောက်ဆုံးရှင်းလို့ ဒါကတော့ ဒါတော့ကြည့်ကြဒါပဲလောရအားရအိတ်ကတည်းကပြန်ခါလို့ရ ဒီအောက်ကိုဟိုလေးအသားလေးကိုကြော့ပြီးပြကောင်းရှိရှုပ်ပြီးတဲ့ဆိုနားအေးပါ ခေါင်းချော်တိုင်းမှာလူကရီထူးခဲ့တယ် ဟုတ်တယ်ကောင်းမချွန်ရင်ချိုးတယ်လို့မခံစား ခေါင်းကဘာလို့တော့ညက်တယ်လည်းမကွာဘောကရီကြတော့ ဘူးငါယူခဲ့မယ်တစ်ဖက်ညကလစ်ရှိရ ဒီနေ့ပေါ့နေဘောမိုက်နေချိုးပြအဲ့ဒီထည့်အာဒီလိုငါဒီလိုအများကြီးနေဟောသဘောကျအများကြီးစံ ဟုတ်ပါပြီနိုင်လေပါမနေ့ကလည်းအများကြီးဆက်လို့အများကြီးလွယ်ပြီးပြီလေ ငါကလည်းပူရထောက်ရ အဲ့အိတ်ပစံတက်မောဟိုအိတ်ထဲပဲထည့်ရတယ်မထုတ်နဲ့တော့မထည့်နဲ့တော့ခုန passport တွေထည့် အော် အေးတော့လေဒီမှာရ ဝေးပတ်တယ်လို့ သမီးကတော့ကောင်းမတော့နိုင်တော့ ပို့တိုင်းလေးခဲ့ပြီလားကတ်တယ် မင်းတို့သားမင်းညမင်းကမိုင်းထွေးရဒီဘက်ကိုဟောပြီးပြန်ပို့လိုက်ပြီမယ်နော်ကြားလာတော့မှ
ဆိုငါမေးပြီးပြန်လဲအေးပြန်ဟာငါပြောရင် postal code ကိုဟိုမှာရှာရတာ ဒီလိုမှရှား အေးကိုက